သုံးချဖို့အဆုံးအမဆိုပြီးတော့ပြောခဲ့တာအပိုင်း25ရောက်သွား1389ခုဒုတိယဝါဆိုလဆန်း14ရက်2015ခုနှစ်9လပိုင်း30ရက်ကြာတာပရိနေ့ပေါ့ရေးထားတာအဲ့ဒီတော့ရေးခဲ့မိတာတော့အယုတ်ဆိုးတဲ့သူနဲ့အပေါင်းအသင်းလို့အတူတွဲလမ်းလျှောက်တော့ကိုယ့်ကိုလှတယ်ချောတယ်လို့ချီးမွမ်းခံရတာပေါ့စိတ်ဓာတ်ကောင်းတဲ့သူနဲ့အပေါင်းအသင်းလို့အတူနေရင်ကိုယ့်ကိုလူဆိုးလူမိုက်လို့ကဲ့ရဲ့ခံရမယ်မထင်ပါနဲ့အတူနေလို့ရုပ်ဆိုးတာမကူးဆက်ပါဘူးစိတ်ဓာတ်ကောင်းကကူးဆက်မြန်တယ်ဒီစာရေးတုန်းကဒီစာရေးရတဲ့အကြောင်းဒီစာရေးတဲ့အဓိပ္ပာယ်ပေါ့လေအဲ့ဒါတွေကိုပြန်ပြောရင်တော့အချိန်တွေအများကြီးနဲ့အကြောင်းအရာတွေအများကြီးရှိသွားမှာဒီစာရေးတဲ့ထဲမှာကိုကဒီဆုံးမရေးတဲ့ထဲမှာကိုက2ပိုင်း3ပိုင်း4ပိုင်းလောက်ပါတယ်ဒါကြီးကိုအစာဆုံးဖတ်ကြည့်ပြီးတော့ပြောရင်ဒါမှဖတ်တဲ့သူတွေတော့နားရှုပ်ရင်ရှုပ်နေမှာပေါ့လေအယုတ်ဆိုးတဲ့သူနဲ့ပေါင်းလို့စိတ်ဓာတ်ကောင်းတဲ့သူနဲ့ပေါင်းလို့ကူးဆက်မှုရုပ်ဆိုတာရုပ်ဆိုးတဲ့သူနဲ့ပေါင်းတဲ့သူနဲ့မကူဒီလိုလဲပြောချင်တာပါလေစိတ်ဓာတ်ကောင်းတဲ့သူနဲ့ပေါင်းရင်စိတ်ဓာတ်ကောင်းတွေကူးတယ်ဒါပေမဲ့ရုပ်ပိုင်းဆိုင်ရာကတစ်ခုကနေတစ်ခုမကူးပါဘူးပေါင်းတင်ဆက်ဆံရေးမှာစိတ်ဓာတ်ကောင်းတဲ့သူနဲ့ပေါင်းသိရင်ကူးတယ်ဆိုတော့စိတ်ဓာတ်ကောင်းတွေကူးသလိုစိတ်ဓာတ်ဆိုးတွေလည်းကူးလူဆက်သွယ်တတ်တယ်လို့ဒါလိုပြောတာပါဒါလည်းတကယ်ပဲလေအဲ့ဒီအဓိပ္ပာယ်လေးပြောချင်တယ်ဒါပေမဲ့အလောက်ကြီးပြည့်စုံအောင်ထိတော့ဖတ်တဲ့သူကတော့ပိုနားလဲတာကောင်းတာပေါ့ရှင်းပြတဲ့သူကတော့ပြည့်စုံရှင်းပြတာဘလို့မှလည်းပြည့်စုံအောင်မရှင်းပြနိုင်ပါဘူးနောက်တစ်ခုအယုတ်ဆိုးတဲ့သူနဲ့အပေါင်းအသင်းလို့အတူတွဲလမ်းလျှောက်တော့ကိုယ့်ကိုလှတယ်ချောတယ်လို့ချီးမွမ်းခံရတာပေါ့ဆိုတော့ကိုယ့်ထက်ရုပ်ဆိုးတဲ့သူနဲ့ကိုယ်ကလျှောက်တဲ့အခါကျတော့ကိုယ်ချီးမွမ်းခံရတယ်ဆိုတော့ကိုယ့်ထက်လှတဲ့သူနဲ့ပေါင်းရင်ကိုယ်ကဲ့ရဲ့ခံရမှာပေါ့လို့ဒါလည်းပဲဒီတစ်ပိုင်းပါသွားတယ်အဲ့တော့တစ်ခါလေကျတော့အပေါင်းအသင်းကြောင့်ကိုယ်ကချီးမွမ်းခံရတယ်အပေါင်းအသင်းကြောင့်ကဲ့ရဲ့ခံရတယ်ဆိုတာရှိတတ်တယ်ရှိတတ်တဲ့အခါမှာလည်းရှိပုံရှိနည်းကအမျိုးမျိုးပေါ့လေအပေါင်းအသင်းဆိုးနဲ့ပေါင်းလို့ပဲကိုယ့်ကိုလူဆိုးလို့ကဲ့ရဲ့တာရှိတယ်အပေါင်းအသင်းကောင်းနဲ့ကောင်းလို့ပဲကိုယ့်ကိုလူကောင်းလို့သတ်မှတ်တာရှိတယ်ဒါတွေကကိုယ့်ပေါ်မူတည်တာမဟုတ်ဘူးအပေါင်းအသင်းပေါ်မူတည်တာလို့ဒီလိုလေးပဲတွေးတတ်ကြံတတ်စဉ်းစားတတ်စီခြင်းနဲ့ဆုံးမခြင်းနဲ့စကလုံးအတိပ္ပယ်အဲ့ဒါပေါ့နောက်တစ်ခုကလည်းရုပ်ပိုင်းဆိုင်ရာသူကရုပ်ဆိုးတယ်ကိုကရုပ်ချိုးတယ်ရုပ်ဆိုးတဲ့သူနဲ့ကိုယ်နဲ့ပေါင်းတာဟုတ်ဒါမြင်ရုပ်ချိုးတဲ့သူနဲ့ပေါင်းရင်ကိုယ်ကိုရုပ်ဆိုးတယ်ပြောမှာဆိုတော့ပတ်ဝန်းကျင်အတိုင်းဝိုင်းကဒါလိုပဲလေရှင်တွဲပြီးတော့ပြောတတ်ဆိုတတ်တဲ့သဘာဝလူတိုင်းမှာရှိတယ်အသိဉာဏ်မှာလည်းရှင်တွဲပြီးမြင်တတ်တာရှိတာအဲ့တော့ကိုကရှင်တွဲခံရတဲ့ဘက်ကနေလိုက်ရင်ရုပ်ဆိုးတဲ့သူနဲ့ကိုရလိုက်လို့ရှိရင်ကိုရုပ်ချောတယ်လို့ဖြစ်သွားရောရုပ်ချောတဲ့လှတဲ့သူနဲ့ရလိုက်ရင်ကိုကရုပ်ဆိုးတယ်ကြည့်မကောင်းဘူးဖြစ်သွားရောဒါသူတို့ပါဇက်ဖျားကပြောတဲ့စကားပဲသူတို့ရဲ့ယူဆချက်သူတို့ရဲ့အမြင်ပဲတကယ်တမ်းကျတော့ကိုရုပ်စိတ်အင်္ဂါဟာဒါပဲရုပ်ဟာဒါပဲကိုကပြောင်းမသွားဘူးပြောင်းမသွားဘူးသူတို့ပြောကြဆိုကြဝေဖန်ကြတာဟာသူတို့အထင်အမြင်နဲ့ဝေဖန်နေမှန်တယ်သူတို့အထင်အမြင်ကလည်းအရန်ထင်တာမဟုတ်ပါဘူးကိုဘေးကကိုနဲ့တွဲတဲ့သူကိုနှိုင်းရှင်စရာတစ်ခုနဲ့ကိုကိုနှိုင်းရှင်ပြီးဝေဖန်တာဒါဆိုရင်ကောင်းတယ်ဒါဆိုရင်ဆိုးတယ်ဒါဆိုရင်ရုပ်ချောတယ်ဒါဆိုရင်ရုပ်မချောဘူးဒါဆိုရင်ကြည့်ကောင်းတယ်ဒါဆိုရင်ကြည့်မကောင်းဘူးဒီလိုဝေဖန်တာလေအဲ့တော့မြင်သွားစီချင်တာကကိုဟာကိုပါပဲကိုဟာကိုပါပဲတခါလေစိတ်တူကြစရမ်းဆိုရင်လေကိုလာပြီးတော့ကိုထက်သားတဲ့သူနဲ့ရှင်းဝေဖန်လို့ကိုကိုနှိမ်ပြောရင်စိတ်တူတတ်ကြတယ်တခါလေကိုထက်ညံ့တဲ့သူနဲ့ကိုကိုရှင်းပြောပြီးတော့ချီးမွမ်းရင်အမှန်တော့မြောက်ပင်ပြောတော့အဲချီးမွမ်းတာပါပဲလေအဲ့ဒီကြတော့လေကိုကမြောက်ကြဖြစ်ရတယ်အဲ့တော့ပြောတတ်တဲ့သဘာရှင်တွဲပြောတတ်တာကလည်းသဘာဝရှင်တွဲပြောလို့အမှန်တိုင်းပြောတာပါပဲဒါလည်းသဘာဝအမှန်တိုင်းပါပဲဒါပေမဲ့ကိုကဒါကြိုက်ရင်တစ်မျိုးမကြိုက်ရင်တစ်မျိုးဆိုတဲ့ကိုယ်စိတ်ရဲ့လှုပ်ရှားမှုကိုယ်စိတ်မှာချီးမွမ်းခံခြင်းတာကိုယ်စိတ်မှာကဲ့ရဲ့မခံခြင်းတာ
ဒါတွေနဲ့ပဲစိတ်ပင်ပန်းနေကြတယ်အများကြီးပေါ့ဒီစာဘက်ကပြောစီရတွေကအများကြီးပေါ့ဒါဖတ်တဲ့သူကိုယ်တိုင်ကိုကတစိမ့်စိမ့်တခါလေအဆုံးမဆိုတာဆုံးမတဲ့ပုဂ္ဂိုလ်ကဒီအတိတ်ပဲနဲ့ဆုံးမပြီးမဲ့ခံယူတဲ့သူကဟိုလိုအတိတ်ပဲလက်ခံတာမျိုးလေးရှိတတ်တယ်ဆုံးမတဲ့သူကဒီလောက်ဆုံးမပြီးမဲ့ခံယူတဲ့သူကဟိုးလောက်ကြီးထိခံယူလိုက်ကြတာလည်းရှိတယ်ဆုံးမတာကိုခံယူတဲ့သူတွေကတမိုးထားတဲ့ပုံမူတည်သွားတာပါပဲဘုရားရှင်ကိုရောမြတ်ကြီးကတော့နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းတွေဟောတာပဲဒီစကားပဲဒီလူတွေကိုဟောပြီးမဲ့ဒီလူတယောက်ကသူခံယူချက်ပေါ်မူတည်ပြီးတော့အတိတရားတွေတိုးသွားတယ်တရားစကားလို့ပြောရင်ပုထုဇဉ်ဘဝနဲ့မြင့်မြတ်တဲ့အရိယာဖြစ်သွားတချို့ကြတော့မဖြစ်ဘူးတချို့ကြတော့ရန်လောက်တာတောင်ဘုရားရှင်ကိုရောမြတ်ကြီးခံရနေတယ်အဆုံးမဆိုတာဒီတိုင်းပါပဲအခုပြောတဲ့စကားမှာလည်းပဲခံယူတဲ့သူကဘယ်လောက်ထိခံယူမလဲအဲ့ခံယူတဲ့ပုံမူတည်ပြီးသူ့ဘက်ကအကျိုးပိုရှိမှာပေါ့အကျိုးရှိအောင်တော့ခံယူစေချင်တာပေါ့လေတကယ်ကိုပါဒီအဆုံးအမကရောထွေးရှက်တင်နေတယ်လို့နားမလည်အောင်ဖြစ်တယ်လို့ပြောရင်လည်းအပြောခံရရုံပဲဒါပေမဲ့နားလေသွားရင်အိုးဒါလည်းဒီလိုဆုံးမထားတာကိုဒါလည်းဒီလိုပြောထားတာကိုဒါလည်းဒီလိုသိစေချင်တာကိုဆိုတဲ့အဲ့လိုအဓိပ္ပာယ်တွေရောက်သွားတာမျိုးလဲဒီထဲမှာတွေ့ပါလိမ့်ရုပ်ပိုင်းဆိုင်ရာပြောင်းလဲတဲ့ရုပ်ပိုင်းဆိုင်ရာကနေပြီးတော့ရုပ်ပိုင်းဆိုင်ရာကဓာတ်ကူးလူဆက်ဆံမှုဆိုတာမရှိပါဘူးရုပ်ကူးတယ်ဆိုတာမရှိဘူးရုပ်ကြတော့တဦးနဲ့တဦးတယောက်နဲ့တယောက်နိုင်ရှင်တာပဲဖြစ်တယ်ဘေးလူနိုင်ရှင်တာရှိတယ်လို့ကိုကလှတဲ့သူချောတဲ့သူနဲ့တွဲပြရင်လေကိုစိတ်တက်ကြတာရှိတယ်ကိုထက်ရုပ်ဆိုးတဲ့သူနဲ့တွဲရင်ကိုဟာကိုပဲဝမ်းမြောက်ဝမ်းသာဖြစ်တာရှိတယ်အမှန်တော့ကိုဟာကိုပါပဲကိုရင်ချေကိုဖြစ်ရမှာရုပ်ပိုင်းဆိုင်ရာအရေးချင်းကိုပြင်ခိုင်းတာမဟုတ်ဘူးနော်ဒါတော့သူ့တဘာဝပဲလေတတ်တရနေတော်ပါပြီဒါလည်းနောက်ပြောပါဦးစိတ်ပိုင်းဆိုင်ရာအရေးချင်းကိုရှိတဲ့အရေးချင်းကိုအရေးချင်းပဲကိုကလည်းသူများနဲ့ရှင်စရာမလိုသူများလည်းကိုနဲ့ရှင်စရာမလိုအကျိုးရှိမယ်ဆိုရင်ရှင်ကြည့်ပြီးတော့ကိုပြင်မယ်ဆိုရင်တော့ရတာပေါ့လေပြုတ်ပြင်မယ်စိတ်ဓာတ်ကိုပေါ့လေဒါပေမဲ့သူများအပြောသူများပါဇက်နဲ့တင်လမ်းမဆုံးစီချင်တာပါအဲ့ဒီအတိတ်ပဲလဲပါတယ်နောက်တစ်ခုကစိတ်ဓာတ်ကောင်းတဲ့သူနဲ့အပေါင်းအသင်းအလုပ်အတူနေရင်အပေါင်းအသင်းလို့အတူနေရင်ဟောရုပ်ချိုးတဲ့သူကြတော့ကိုရုပ်ဆိုးတယ်လို့ပြောခံရမှာဆိုတာအလိုလိုပေါ်လာတဲ့အခါကျမှစိတ်ဓာတ်ကောင်းတဲ့သူနဲ့သူတော်ကောင်းနဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေနဲ့အတူနေရင်ကိုယ့်ကိုလူဆိုးလူမိုက်လို့ကဲ့ရဲ့ခံရမှာပဲလို့အမှန်တော့လည်းကဲ့ရဲ့ပါဘူးသူတော်ကောင်းနဲ့ပေါင်းရင်ကိုသူတော်ကောင်းဖြစ်မှာလေစိတ်ဓာတ်ကကူးတယ်မြင့်မြတ်တဲ့စိတ်ထားရှိတဲ့သူနဲ့ပေါင်းရင်စိတ်ဓာတ်ကကူးတယ်ပေါင်းသင်းဆက်ဆံတယ်ကူးလွယ်တယ်ပေါ့လေကူးလွယ်တယ်ပေါ့စိတ်ဓာတ်ကောင်းတဲ့သူနဲ့အပေါင်းအသင်းလို့အတူနေရင်ကိုယ့်ကိုလူဆိုးလူမိုက်လို့ကဲ့ရဲ့ခံရမယ်မထင်ပါနဲ့စိတ်ဓာတ်ကောင်းတဲ့သူသူတော်ကောင်းနဲ့ပေါင်းနေရင်ကိုပဲအိုးဘေးကချီးမွမ်းကြတာများပါတယ်ဟိုလူကြီးကဲ့ရင်တော့လည်းဘယ်တတ်နိုင်အတူနေလို့ရုပ်ဆိုးတာမကူးဆက်ပါဘူးတဲ့ရုပ်ဆိုးတဲ့သူနဲ့အတူနေလို့ရုပ်ဆိုးတာမကူးရုပ်လာတဲ့သူနဲ့အတူနေလို့ရုပ်လာတာမကူးစိတ်ဓာတ်ကောင်းကကူးဆက်မြန်တယ်အသိဉာဏ်ရှိတဲ့သူနဲ့နေရင်အသိဉာဏ်တွေကူးလာတယ်စိတ်ဓာတ်ကောင်းရှိတဲ့သူနဲ့နေရင်စိတ်ဓာတ်ကောင်းတွေကူးလာတယ်ဝရိယကြိုးစားတဲ့သူနဲ့နေရင်ကိုယ်ပါကြိုးစားပြည့်လာတယ်သီလကိုတန်ဖိုးထားကိုချင်းသိက္ခာကိုတန်ဖိုးထားတဲ့သူနဲ့နေကိုယ်ကလည်းကိုချင်းသိက္ခာတွေကိုတန်ဖိုးထားလာတယ်ဒါစိတ်ဓာတ်ကောင်းတွေတိုးတာစိတ်အေးချမ်းမှုနဲ့နေတတ်တဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းရင်ကိုယ်စိတ်အေးချမ်းမှုတွေနဲ့နေတာပိုတိုးလာတယ်အဲ့ဒါလေးကိုပို့ပြီးတော့အဓိကသိစေချင်တာပါဒါမြင်အခုကိုပေါင်းနေတာဘယ်သူနဲ့ပေါင်းတာလဲဘာအတွက်ပေါင်းတာလဲစိတ်အေးချမ်းနေပါတယ်ဆိုရင်စိတ်အေးချမ်းဆိုတာနေတတ်တဲ့သူနဲ့ပေါင်းအသိဉာဏ်တွေတိုးတက်ချင်ပါတယ်ဆိုရင်အသိဉာဏ်တိုးတက်တဲ့သူနဲ့ပေါင်းအသိဉာဏ်တိုးတက်တဲ့သူနဲ့ပေါင်းပြည့်စုံအသိဉာဏ်ပြည့်စုံတဲ့သူနဲ့ပေါင်းနားလည်မှုရှိပေးခြင်းနဲ့စိတ်ကိုမှတလောကလုံးကိုဒါမှမဟုတ်ကိုယ်နဲ့ပတ်ဝန်းကျင်ကိုကိုယ်မိသားစုကိုနားလည်မှုပေးခြင်းနားလည်မှုပေးတတ်တဲ့သူနဲ့ပေါင်းသူတော်ကောင်းဖြစ်ခြင်းသူတော်ကောင်းနဲ့ပေါင်းပေါ့လေဒီလိုလေးတွေဟိုစံကတော့အဆုံးမဆိုတော့ဒီ10ကျောင်း17ကျောင်း12ကျောင်း13 14ကျောင်းလောက်ပဲရှိပါတယ်ဒါပေမဲ့ဒီထက်မှပါတဲ့စကားလုံးတွေနဲ့ဆိုလိုရင်းအဓိပ္ပာယ်တွေကိုမိမိတို့စွမ်းနိုင်သမျှမိမိတို့အသိဉာဏ်ရှိသလောက်များရအောင်ယူအောင်နှိုက်ယူသွားရင်ထုတ်ယူနှိုက်ယူပြီးတော့အသုံးချရင်
အသုံးကျတဲ့သူဖြစ်လာမှာပါဒီအဆုံးအမကတော့တော်တော်အရာကျယ်ပါတယ်2မျိုး3မျိုး4မျိုးပြောလို့မကုန်နိုင်ဘူးပြောချင်တာကတော့ဘသူတွေဘာနဲ့ပဲကိုယ့်ကိုရှင်တွဲပြောကိုဟာကိုပါပဲကိုအရေးချင်းကိုရှိအောင်လုပ်ရတာပါပဲသူတော်ကောင်းတွေနဲ့ပေါင်းရင်သူတော်ကောင်းဖြစ်လာမယ်သီလသမารိပညာတန်ဖိုးထားတဲ့သူနဲ့ပေါင်းရင်သီလသမารိပညာတွေကိုကတန်ဖိုးထားလာပြီးရှိတဲ့သူဖြစ်လာမယ်လို့ဒီလိုအတိလေးဝင်သွားရင်ကိုပဲဒီအတိတရားနဲ့ဒီအဆုံးအမကိုလောကအလယ်မှာအသုံးချရင်အသုံးချတဲ့သူဖြစ်လာတယ်ဒါအသုံးချဖို့အဆုံးအမပါပဲလို့အတိဝင်ပြီးအသုံးချနိုင်တဲ့ဖြင့်သူတော်ကောင်းတွေသူတော်ကောင်းဖြစ်တဲ့သူဖြစ်တဲ့သူဖြစ်ပါစေတည်း